အားလုံးပဲမင်္ဂလာပါမိတ်ဆွေတွေစဉ်းစားတဲ့ဆုံးဖြတ်တဲ့တိခဏနိုင်စွမ်းကိုထိနိုင်တဲ့တာဝန်ယူထားတဲ့အုံနာကဒီအရှိပိုင်းအုံနာလို့ခေါ်ပါတယ်သူကတော့ဒေါ်ရာထိနိုင်တဲ့အစွမ်းပြီးတော့သူရင်ကထွက်လာတဲ့ဒီစိတ်ထိနိုင်တဲ့အစွမ်းကအဲ့ဒီကနေထိလို့ရပါတယ်ဒါပေမဲ့အဲ့ဒီအရှိပိုင်းအုံနာကအားနေတယ်ဆိုရင်တည်င်းကထွက်တဲ့ဒီအရာတကယ်အမှုအကျင့်လုံးမိတယ်ပြီးတော့ဒေါသထွက်တဲ့ရန်လွယ်တယ်ပြီးတော့ plan မဆွဲတတ်ဘူးအာယုံစိုက်တယ်လည်းအားနေတယ်ဒါကြောင့် the same မမကျင့်ရမယ်ဥစားလိုအပ်ပါတယ်ဘာကိုကျင့်ရမလဲဥပမာဒေါသထွက်ရင်10 second ရီးပါငါအခုဒေါသအရန်ထွက်ပြီးမှပြောချင်တယ်လုပ်ချင်တဲ့အချိန်မှာခဏစိတ်ထဲမှာ1 2 3 4 5 6 8 9 10ရီးကြည့်ပါအများကြီးတက်တလာမှဖြစ်တယ်ပြီးတော့ plan ဆွဲပြီးမှလက်ပူလက်ကြတကယ်လုပ်ကြည့်တဲ့အချိန်ဆိုရင်ဒီအရှိပိုင်းအုံနာကအရန်အလိုလိုရတယ်ပြီးတော့မကျွမ်းကျင်တဲ့အလုပ်ရှိတယ်နော်မလုပ်ဖူးတဲ့အရာအဲ့ဒါကိုလုပ်ကြည့်ပါဒါဆိုရင်ဒီအရှိပိုင်းအုံနာကပို့ပြီးတော့တူထိလာမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့စဉ်းစားတဲ့အရာကိုစာရေးကြည့်ပါအဲ့ဒီအရာဆိုရင်ဒီအရှိပိုင်းအုံနာကိုပို့ပြီးတော့ဒိုတယ်လာအောင်လုပ်ပေးတာဖြစ်တယ်ခလီတွေဆိုတာတင်းညပါရန်ကောင်းတယ်နော်ခလီဆိုရင်ဘယ်လိုကျင့်ပေးရမလဲမိဘတွေကအရေးကြီးတယ်နော်တခုခုပေးမယ်ဆိုရင်အမေကရွေးပြီးမှမပေးတာကပိုကောင်းတယ်မင်းကဒီအပြာရောင်ကြိုက်လားအညီရောင်ကြိုက်လားကိုဟာကိုဆုံးဖြတ်ဖို့အခွင့်အရေးပေးပါမိဘကလိုချင်တဲ့အရာကိုခလီကိုမဆိုင်ပေးနဲ့ခလီကကိုဟာကိုဆုံးဖြတ်လို့ရအောင်အဲ့ဒီအစွမ်းလဲဒီအရှိပိုင်းအုံနာကပိုကောင်းလာမယ်ဆိုရင်နောက်မှလူကြီးဖြစ်တော့လဲသူကစဉ်းစားပြီးမှဆုံးဖြတ်နိုင်တဲ့အစွမ်းကအဲ့ဒီကနေထွက်လာတာဖြစ်ပါတယ်ပြီးတော့ခလီလေးကိုမုတ်ကျွေးချင်တယ်ဆိုရင်ခဏလေး9 မိနစ်နောက်မှကျွေးမယ်နော်အဲ့လိုမျိုးနဲ့ခလီကိုစောင့်နိုင်တဲ့စိတ်တိခံတဲ့စိတ်အဲ့ဒါကိုလေ့ကျင့်ပေးရမှာဖြစ်ပါတယ်ကျမရှိမှမီးနှစ်ယောက်ရှိတယ်တာမီးရဲ့တာရှိတယ်တားရဲ့တာရှိပါတယ်တို့နှစ်ယောက်ကအခုတနည်းမပြီးတယ်လို့ဒါဆိုရင်တနည်းမပြီးတဲ့ခလီဆိုတာဒီအရှိပိုင်းအုံနာကိုကြည့်ထွန်းဘယ်လိုလုပ်တဲ့နီလန်ရှိလားကျမရှာကြည့်တဲ့အခါသူတို့ဆိုတာတူဝါတိလားကျွန်တော်ကိုရီးယားမှာဆိုရင်ကကုန်းလို့ခေါ်တယ်အမေမျက်နှာဖုံးပြီးတော့တခုခုနဲ့ကာပြီးမှကကူတူဝါအဲ့ဒီအရာကိုလုပ်ပေးမယ်ဆိုရင်ခလီကခဏလေးစောင့်ပြီးမှကြည့်ရမြအရာဖြစ်တယ်အဲ့လိုနဲ့တူတူကစောင့်နိုင်တယ်တိခဏနိုင်တဲ့အဆောင်ကိုတူတူကိုလေ့ကျင့်ပေးရမှာဖြစ်တယ်ဒီခလီတွေဆိုတာအခုမိဘတွေကလေသူအစင်ပြအောင်ဆိုပြီးတော့ဗီဒီယိုဟန်ဖုန်းနဲ့ဗီဒီယိုပြတော့စာရများတယ်နော်အဲ့ဒါတကယ်ခုနှစ်အောက်မှာအရွယ်ဆိုတာအရန်ဒုတိထားရမှာဖြစ်တယ်ဘာဖြစ်လို့ဆိုရင်သူတို့ကအရန်မြန်တဲ့ဒီဗီဒီယိုကြည့်ပြီးမှကြည်လေးသူဒီအရှိပိုင်းအုံနာကအလို့မလုပ်တတ်ဘူးအဲ့ကြောင့်ခုနှစ်အောက်မှာခလီတွေဆိုတာဒီတန်နိုင်စွန်ဗီဒီယိုဟန်ဖုန်းကြည့်တဲ့ဥစ္စာကိုတကယ်မပြတာကအကောင်းဆုံးပဲပေါ့ဒါပေမဲ့အရန်ခက်တဲ့ဆိုရင်တနေ့အမှခရစ်လုံးကမပြတာကောင်းပါတယ်တနေ့အမှခရစ်ဆိုတာလူမြင်နာတကယ်တွေ့ပြီးမှတုတ်ပြန်တဲ့အရာကိုကစားရမယ်တင်ပေးရမှာဖြစ်တယ်ဒီဟန်ဖုန်း
smartphone ဒီအရာကိုကြည့်မဲ့အချိန်ကိုအများကြီးရှို့ပြီးမှခုနှစ်နှစ်အရွယ်ကလေးဆိုတာအဲ့လိုမျိုးလမ်းပြပေးရမှာဖြစ်တယ်အဲ့ဒီအချိန်မှာသူတို့ကစဉ်းစားလို့ရတယ်တိခံနိုင်စွာလဲကြီးထွားလာလို့ရပါတယ်ပြီးတော့အဲ့ဒီတနေ့အမှခရီးတယ်ဆိုတာ3ခုလုပ်ပေးရမှာဖြစ်တယ်ဖိတ်ပေးတယ်မေလုံးချင်းဆုံရမယ်ပြီးတော့ပြုံးပြရမှာဒီ3ခုဆိုတာတတိထားပြီးမှခဏလုပ်ပေးပါဒါဆိုရင်ကျမတို့ခရီးအရွယ်ကနေဒီအရှိပိုင်းအုံနောက်ကြီးထွားလာဖို့ရန်မိဘတွေကအများကြီးလေ့ကျင့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူတို့ကကြီးလာတဲ့အခါလူကြီးဖြစ်တဲ့အချိန်လဲဒီတင်ခဲ့တဲ့လေ့ကျင့်ထားတဲ့ဒီအရာတွေကတုံးလို့ရပါတယ်